ဒီခန္ဓာကြီးကိုပဲထာဝရထင်ပြီးတော့မလှလှအောင်ပြင်းတယ်မဝဝအောင်စားတယ်အဲ့ဒီလိုနဲ့အချိန်ကုန်သွားမယ်ဆိုရင်ဘာတန်ဖိုးမှမရလိုက်ဘူးဘာတန်ဖိုးမှမရလိုက်လို့အသက်ရှင်ရခြင်းရဲ့အကျိုးတရားလည်းဘာမှမရဒါဖြင့်ဘဝကိုအကြောင်းပြုပြီးတန်ဖိုးရအောင်မလုပ်အောင်နံပါတ်1ကိုချင်းသီလနဲ့ပြည့်စုံအောင်ကြိုးစားနံပါတ်2အသိပညာရရှိတမာတိတည်ငြိမ်အောင်ကြိုးစားနံပါတ်3ပညာရအောင်ကြိုးစားလို့ဟောဒီဘဝခန္ဓာကိုအကြောင်းပြုပြီးတော့ဆိုပါတော့ယန္တာမဏေတွေသီလရှင်တွေလူ့ကြောင့်တွေအလုံးဟာဘာကိုတန်မိုးထားပြီးတော့လုပ်ရမလဲလို့ဆိုရင်ကိုချင်းသီလကိုတန်မိုးထားပြီးကိုချင်းသီလပြန်ပြန်ရအောင်ကြိုးစားခိုင်မာအောင်ကြိုးစားအသိပညာကိုတန်မိုးထားပြီးတော့အသိပညာရအောင်လေ့လာသိဖို့အထောက်သူတို့ဆိုလို့ပဲနော်အဲ့ဒါလို့ကိုချင်းသီလလည်းကောင်းလာမယ်အသိပညာတွေလည်းရ